ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ21ရက်အတွင်းမှာအထူးကောင်းတဲ့ကာလဖြစ်တယ်အလောက်ချံရွယ်ချက်အောင်မြင်မယ်ဘဝတိုးတက်မယ်စူပေါင်းလုပ်ငန်းကြိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုရှေ့တိုးလုပ်၍ကောင်းသောကံကြမ္မာရဲ့နှစ်သာရကိုရရှိနိုင်ပါတယ်အလိုရှိရဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်ပါတယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုတွေရှိမယ်16ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်မယ်18ရက်နေ့မှာစေတနာဝေဒနာဖြစ်တတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်18ရက်နေ့မှာလက်ပွင့်မယ်ကံပွင့်မယ်လိုရာပြည့်စုံမယ်စိတ်ချမ်းသာမယ်19ရက်နေ့မှာအလုတ်ကိအသစ်တွေအလုတ်ကင်သစ်တွေကြံသစ်တွေလို့ကြိုးရှိနေမယ်20ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်21ရက်နေ့မှာငွေကြေးကံကောင်းခြင်းထူးခြားသောကံပွင့်ခြင်းအရာရာဆင်ပြောင်းဆောင်ရွက်နိုင်သောရည်သွေးပေါ်ပေါက်ခြင်းတွေရှိမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောက်ကျိုးပေးတယ်တင်းလသောကြာမွေးသူတွေဒုက္ခပေးတတ်တယ်3ခွန်ကိုကနန်းနေ့ကိုသုံးဆွဲပေးပါအပြာရောင်ပန်းရောင်နီရောင်ချက်သွေးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ပန်းရောင်နှင်းစီပန်းလေးတွေဖျားကပ်လူပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်